ကိုယ့်ယောက်ျားကိုအိမ်မှာကက်စေချင်တယ်မိမိနားမှာပဲရှိသေးချင်တယ်ဆိုရင်ဒီရေရာလေးကိုသုံးလို့ရပါတယ်ဒီနေ့ကျွန်တော်ပြောပြပေးမယ်ရေရာကအိမ်အောင်ရှင်မျိုးသမီးတွေအတွက်ဖြစ်ပါတယ်မိမိယောက်ျားအိမ်ပြင်ထွက်တာများနေရင်အလုတ်ကိုအကြောင်းပြပြီးထွက်တယ်တကယ်ချင်းကိုအကြောင်းပြပြီးထွက်တယ်အကြောင်းမျိုးမျိုးပြပြီးအပြင်ထွက်တာများနေတယ်ဆိုရင်ကိုယ့်ယောက်ျားကိုအိမ်မှာကက်စေချင်တယ်မိမိနားမှာပဲရှိသေးချင်တယ်ဆိုရင်ဒီရေရာလေးကိုသုံးလို့ရပါတယ်ရှေးဆရာတွေအသုံးပြုခဲ့တဲ့နီလန်းပဲဖြစ်ပါတယ်။နဂတ်ကိုရေစိမ်တိုက်ရတဲ့ရေရာဖြစ်ပါတယ်။ကျွန်တော်နဂတ်ကဘယ်ညာတစုံရှိတာကိုဘယ်နာကနဂတ်ကိုချွတ်ပြီးပြီဆိုရင်ဖန်ခွက်လေးတစ်ခွက်သီးသန့်ဖန်ခွက်လေးတစ်ခွက်ထဲမှာထည့်ပြီးရင်တောက်တော်ကြီးလေးတောက်ရည်ထည့်ပြီးတော့ဖျားမှာတောက်တော်ကြီးကပ်ပါ။ဖျားမှာတောက်တော်ကြီးကပ်ပြီးတော့ပြန်စွန့်တဲ့အချိန်ကျရင်အဲ့ဖန်ခွက်ကလေးကိုကင်ပြီးတော့မောရတုပ်လေးရွတ်ပေးပါအလွတ်ရတယ်ဆိုရင်လည်းပိုကောင်းတာပေါ့နော်။အနည်းဆုံးမောရတုပ်လေး9ခေါက်လောက်တော့ရွတ်ပေးပါဗျ။မောရတုပ်လေး9ခေါက်ရွတ်ရင်ပိုပြီးအားကောင်းပါတယ်။တကယ်လို့မောရတုပ်မရဘူးဆိုရင်လည်းပြဿနာတော့မရှိပါဘူး။အဓိကတော့ပိုအားကောင်းခြင်းနေဆိုရင်တော့မောရတုပ်လေးရွတ်ပေးပါတိတတာထူးပါတယ်ဗျရလာတဲ့ရေကိုဘာလုပ်ရမလဲဆိုကိုယ့်ယောက်ျားတောက်ရင်ရပြီတောက်ယူထဲမှာထည့်တာပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီရေတန့်မှုထဲမှာထည့်ပြီးရေတန့်မှုထဲမှာထည့်တာဖြစ်ဖြစ်ရတယ်နော်အဆင်ပြေလို့ကိုယ့်ယောက်ျားတောက်သွားရင်ရဒါမျိုးလေးခဏလုပ်ပေးခြင်းအပြင်ကိုယ့်ယောက်ျားကိုအိမ်မှာမြဲစေပါလိမ့်မယ်နောက်ပြီးတော့နောက်တစ်ခုကတော့ကျွန်တော်ဒီ run လေးနဲ့ပတ်သက်ပြီးပြောပြမယ်ဒီ run လေးဆွဲပုံဆွဲနည်းကိုလည်းကျွန်တော်ပြောပြမယ်ဒီ run လေးရဲ့အဓိကအားသာချက်ကဘာလဲဆိုတော့ကိုယ့်ယောက်ျားရဲ့လုံသားကိုပဲလွှမ်းမိုးနိုင်အောင်လို့လုပ်လို့ရတဲ့ run လေးဖြစ်ပါတယ်အဓိကတော့ဆွဲဆောင်မှုပေါ့ဘယ်နေရာမှာဆွဲဆောင်လဲဆိုတာအိမ်အောင်ရှင်မျိုးသမီးဆိုတော့သိမှာပါကျွန်တော်အများကြီးတော့မပြောတော့ဘူးပေါ့နော်အဲ့တော့ဒီ run လေးဆွဲပုံဆွဲနည်းကိုလည်းကျွန်တော်ခုလုပ်ပြပါမယ်ဒါဆိုရင်ဒီ run လေးဆွဲပုံဆွဲနည်းကိုလည်းသိပြီလို့ထင်ပါတယ်ဒီ run လေးဆွဲပြီးဒီ run ရေးဆွဲတဲ့ချိန်မှာလေကိုယ့်ယောက်ျားကိုပို့ပြီးအချစ်တွေတိုးလာတယ်ကိုမကိုတန်းနဲ့ဆွဲပြီးအဲ့လိုမျိုးစိတ်ထဲမှာအာယုံပေါ်တင်မလားတကယ်ခံစားပြီးစက်သိန်းကြီးထားလောက်တဲ့ဒီခံစားပြီးတော့ရေးဆွဲပါဒီ run ရေးဆွဲတဲ့ချိန်မှာရေးဆွဲပြီးဒီ run လေးကိုဘာလုပ်မလဲဆိုတော့ကျွန်တော်တို့ကဒီဟာလေးကိုမီးရှို့ပါမယ်ဗျဇာကနာလေးနဲ့ညှက်ပြီးတော့ခွက်ကလေးတစ်ခုထဲမှာမီးရှို့အဲ့ရလာတဲ့ပြာလေးကိုဘာလုပ်မလဲကိုယ့်ယောက်ျားကော်ဖီတောက်တဲ့ကော်ဖီလက်ဖက်ရည်တောက်တဲ့လက်ဖက်ရည်ပေါ့နော်အဲ့ထဲမှာရောပြီးတိုက်ပေးပါအဲ့ပြာလေးကိုအဲ့ဒါလည်းခဏရောတိုက်ပေးအဲ့လိုလုပ်ခြင်းအပြင်မိမိယောက်ျားခုနကျွန်တော်တို့ငကက်ရည်စိန်တိုက်တဲ့ရေရာလေးရဲ့ဒါကျွန်တော်မြန်မာယူရဒါကတော့ကျွန်တော် run ဆိုအနောက်တိုင်းရတယ်ဒီရေရာလေးနှစ်ခုပေါင်းဆက်ခြင်းအပြင်မိမိယောက်ျားကိုမိမိအိမ်မှာပဲကက်စီတဲ့အပြင်သူ့ရဲ့နှလုံးသားထဲမှာမိမိတယောက်တည်းပဲလွှမ်းမိုးနေနိုင်ပါစေလိမ့်မယ်ပေါ့နော်ပြောရမယ်ဆိုရင်တော့ဒါလေးခဏလုပ်ပေးခြင်းအပြင်တော့တင်းယောက်ျားသိကြပါတယ်တင်းကိုအချစ်တွေတိုးလာပါလိမ့်မယ်မရှင်းတာရှိရင်ကျွန်တော်ရဲ့ comment box မှာမေးခဲ့လို့ရပါတယ်အဆင်ပြေပါစေ